မိုးရွာသည်ရဲ့အမောင်ကတရားလုံးကိုခြုံလွှမ်းထားပါသည်မိုးပေါင်များကသူမိုးများပေါ်ကိုကြားတဲ့အတန်ကလွှဲပြီးချားဘာတန်ကမကြားတော့ရအောင်တိတ်ဆိတ်ငြိမ်သက်နေပါတော့တယ်ဒါပေမဲ့ရွာစင်မှာရှိတဲ့တင်ချိုင်ကုန်းအနည်းရှိနှစ်တရာကျော်တက်တန်းရှိပြီဖြစ်တဲ့ဇဲပြက်ကြီးကအရက်ပလင်းတိုက်တန်နေနဲ့ရီမောတန်များစူညမ်းနေပါသည်လူငယ်တဘာဝသွေးဆူပြီးသူရဲကောင်းလှုပ်ချင်တဲ့မင်းနောင်ဇော်ကြီးနဲ့ကျော်သားတို့သုံးဦးကဓာသားများချေဦးမလဲရဲတဲ့ဒီဇရက်ပြက်ကြီးထဲမှာညက်နဲ့တဲ့အထိအရက်ဝိုင်းဖွင့်နေကြတာပေါ့ဇရက်ကြီးရဲ့ဆွေးငင်နေသောတွင်းလန်ကြီးများကအမိုးများပေါ်ကိုမိုးသက်လေပင်တိုက်တိုင်းကြွကြွမိကကြိုကြားတော်မိပုံစံနဲ့ဟိန်းထိုးနေပါတော့တယ်အဲ့ဒီအချိန်ကတကောင်ရန်အချိန်နဲ့နီးကပ်လာပြီးဖြစ်တယ်အရက်အချိန်ကြောင့်တကားကြဲကြဲပြောပြီးရီမောနေကြပြီမင်းလေပတ်ဝန်းကျင်ကတဖြည်းဖြည်းနဲ့အေးစိမ့်လာတဲ့အေးဆက်ဆက်အငွေ့သက်က၃ယောက်စလုံးတတိထားမိလာကြပါတယ်ရုတ်တရက်အပြင်ဘက်မှာဖားအော်တန်နဲ့ပရိသအော်တန်များတပြိုင်နက်တည်းတိတ်ဆိတ်သွားပါတော့တယ်အဲ့ဒီတိတ်ဆိတ်မှုကကြောက်မွေ့ဖွယ်ရာတစုံတရာကိုကြိုးတင်တတိပေးနေတယ်လို့ဖြစ်နေပါတော့တယ်အဲ့ဒီအချိန်မှာပဲတရက်ရဲ့ဆွေးမြင်နေသောအမိုးပေါ်မှာထူးခြားတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်ဒုံနဲ့တာမန်လူတစ်ယောက်ရဲ့ခြေတံမျိုးမဟုတ်ပဲအလွန်လေးလံပြီးကြီးမားတဲ့အရာဝတ္ထုတစ်ခုကအမိုးပေါ်ကိုလေးလံစွာရှောင်လန်းနေသည့်ခြေတံမှန်ကြီးများဖြစ်ပါတယ်ခြေတံတစ်ချက်နင်းလိုက်တိုင်းဇက်တစ်ခုလုံးဖိမ့်တုံသွားပြီးအမိုးပေါ်မှာတိဆွေးဖက်များဖုန်တက်နေတဲ့လူလူအိမ်များအောက်ဘက်သို့ပြုတ်ကျလာသည်လူငယ်သုံးဦးရဲ့စကားတန်များပြတ်တန်သွားပြီးတဲ့နောက်အရက်ရှင်ပြည်သွားတယ်လို့ခံစားလိုက်ရသည်သူတို့သုံးဦးစလုံးအသက်ရှူဖို့တောင်မေ့လျော့နေပြီးအပေါ်မှာခြေတံကိုသာကြောက်လန့်နေကြနောက်ဆွနေမိပါတော့တယ်ခြေတံကြီးကသူတို့သုံးဦးစလုံးထိုင်နေသည့်တက်တဲ့အပေါ်ကိုရောက်လာတဲ့အခါရက်တန်သွားတယ်အဲ့ဒီနောက်မှာတော့တောက်နဲ့အတန်နဲ့အတူမိုးပေါင်များကြားထဲမှာအရေးတချို့စိမ့်ကြလာတယ်ဇော်ကြီးရဲ့ပကုံးပေါ်ကိုအေးဆက်ပြီးစိတ်ကက်နဲ့အရေးတစ်ဆက်ကျလာတာနဲ့စမ်းကြည့်လိုက်ရမှာတော့ညှိဆိုးဆိုအနံ့ထွက်နေတဲ့သွေးဆက်များနဲ့အကြည်ကျွမ်းများဖြစ်နေမှန်းသိလိုက်ရသည်နှလုံးခုန်တန်များပုံမြူမြန်ဆန်လာပြီးတဲ့နောက်ကြောက်စိတ်ကအထွတ်ထိပ်ကိုရောက်လာပါတော့တယ်မင်းနောင်ကတောင်ရင်နေတဲ့လက်နဲ့ဖန်တီဓမီကိုယူပြီးအပေါ်ကိုထိုးကြည့်လိုက်သည်လင်းလန့်သွားတဲ့ဓမီရောင်အောက်မှာတော့မြင်လိုက်ရသည့်မြင်ကွင်းကြောင့်သူတို့သုံးသလုံးတတိမိုးချင်းများထကအော်ဟစ်ပေမဲ့လည်းအတန်ထွက်မလာတော့ပါဘူး။တရားမိုးတန်းပေါ်တွင်ကတ်တွယ်နေတဲ့ပင်မှုကြီးတစ်ကောင်လိုခြေလက်များအလွန်မင်းရှည်လာပြီးရိုးစင်များရောင်းပြန်ကောက်ကွေးနေသည့်လူပုံစံတတဝါကြီးတစ်ကောင်ဖြစ်နေပါတော့တယ်။အဲ့ဒီအရာကြီးရဲ့အသားရည်မှာလေဆုံးနေတဲ့အလောင်းကောင်လိုဖြူဖြော့ကအရေးပြားများတွန့်လိန်နေပြီးကိုလုံးတစ်ခုလုံးမှာအကြည်ကျွမ်းများတနည်းနည်းရိုးစိမ့်ကြနေပါတယ်အဆိုးဝါးဆုံးကအဲ့ဒီတတဝါကြီးရဲ့မျက်နှာဖြစ်တယ်လူမျက်နှာနဲ့စင်တူပေမဲ့လည်းအမောင်တဲကမိခမ်းများလိုတောက်မှလောင်ပြီးညီရသည့်မျက်လုံးပေါင်းများစွာကသူ့လိုက်ပြုံးလိုက်ပေါက်နေပြီးသူတို့သုံးယောက်စလုံးအညို့တကြီးစိုက်ကြည့်နေပါတော့တယ်ပြေးကြတော့လို့မင်းတို့ရဲ့အကွဲနေတဲ့ပေါ်တန်နဲ့အတူတတဝါကြီးကပါဇက်ကိုဟကကြောချမ်းပွေရာအတန်ဆိုးကြီးနဲ့ဟိတ်ဟောက်လိုက်ပြီးမိုးပေါ်မှာနေပြီးသူတို့ရှိတဲ့ဘက်ကိုတဟုန်ထိုးကျင်းလာပါတော့တယ်လူငယ်၃ယောက်ကမိမိတို့ရဲ့ဖဏ္ဍများရပ်ပလင်းများကိုပြစ်ချခဲ့ပြီးဇရက်ပြက်ကြီးတွေကနေတင်မတက်ပြေးထွက်ကြရပါတော့တယ်နောက်ကျောဘက်ကလိုက်လာတဲ့မဲလိုက်တတဝါကြီးရဲ့အကြည်ကျမ်းများမြေကြီးကိုနင်းလာတဲ့သူ့ဝါလာတော့ခြေတံများနဲ့အကွဲဟဲရောက်တံများကိုနားဝမှာကက်ကြားနေရတယ်လို့နောက်ဘက်ကိုလက်မကြည့်ရတော့ပါဘူးအသက်လူကပြေးနေရတော့ကြောင့်မိုးတဲထဲမှာကျွန်းဘက်များကိုနင်းဖြက်ကချော်လဲလိုက်ဖပြေးလိုက်နေပဲရွာထဲကိုရောက်ရှိတိုင်အောင်အတကုံပြေးခဲ့ကြရပါတော့တယ်ထိုညမှစပြီးရွာမှာရှိတဲ့မိသူတဦးတယောက်များရွာသွင်းရှိတဲ့ဇရက်ပြက်ကြီးဘက်ကိုခြေဦးမလဲရဲကြတယ်လို့သူရဲကောင်းလုံးချင်တဲ့အဲ့ဒီလူငယ်သုံးဦးကလည်းညအမောင်တိုင်းမိုးရွာတန်နဲ့ခြေတံကြီးများကိုကြားရောင်ပြီးထိတ်လန့်တုန်လှုပ်ပြီးကြံရစ်ခဲ့ရပါတော့တယ်။သနန်းတွင့်တွေလည်းနောက်ထပ်ထပ်တင်ပေးအောင်မှာဖြစ်ပါတယ်။အားပေးကြပါအောင်ခင်ဗျာ။
ကြည့်ရှုသူအားပေးသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ